တစ်ပင်တွေကိုကိုက်ဖြတ်ပြီးရေတကွန်တွေအိမ်တွေတီဆောက်တဲ့အလေးထားကြောင့်နာမည်ကြီးတဲ့ဒီတတဝလေးလေးကတော့ဘီဗာလို့ခေါ်တဲ့ဘီဗာပြန်နေပဲဖြစ်ပါတယ်ဘီဗာတွေဟာကုန်းနေရင်းနေနှုတ်တိုက်တော်မျိုးဖြစ်ပြီးတော့သူတို့နေထိုင်ဖို့အတွက်အိမ်တွေကိုမြစ်ချအင်းအိမ်တွေမှာဆောက်လို့ရှိပါတယ်ဥရောပဘီဗာနဲ့မြောက်အမေရိကဘီဗာဆိုပြီးတော့မျိုးစိတ်နှမျိုးရှိပြီးမြောက်အမေရိကဥရောပနဲ့အာရှနိုင်ငံတချို့တွေရဲ့အေးမြဆူဆူတဲ့တစ်တော်တွေမြစ်ချောင်းဘေးတစ်ချောင်းမှာနေထိုင်ကျက်စားကြပါတယ်အလျား100စင်တီမီတာနဲ့ကိုလေးချိန်က20ကီလိုဂရမ်ကျော်လောက်ရှိပြီးတော့အမီးကပြားနေပြီးရေကူးဖို့အတွက်အသုံးပြုကြတာပါရေထဲမှာလည်း15မိနစ်လောက်အသက်ရှူသွားလာနေထိုင်နိုင်ပါသေးတယ်သူတို့ရဲ့ထူးခြားချက်ကတော့ရေထဲမှာဆဲလို့အိမ်ဆောက်နေထိုင်ကြပြီးတော့ရေနဲ့1မီတာနဲ့2မီတာမှာရှိတဲ့နေရာကိုအရင်ရွေးကြပါတယ်ပြီးတော့ရေစီးနှုန်းကိုထိန်းဖို့အတွက်တစ်ကန်ရွှွန့်ကြောက်ခဲတွေစုပုံပြီးရေတကွန်ပုံစံအရင်ပြုလုပ်ကြပါတယ်တစ်တာချုံပင်တွေကိုအလှလိုက်စီးပြီးတော့နေထိုင်ဖို့လိုက်ကောင်းပုံစံပြုလုပ်ပြီးဝင်ပေါက်တွေကိုတော့ရန်သူတွေရန်ကကာကွယ်ဖို့အတွက်ရေအောက်မှာပြုလုပ်ထားကြပါတယ်အိမ်တွင်းပိုင်းကိုရွှွန့်တစ်ရွက်မြက်ချောက်တွေနဲ့ကာရန်ထားပြီးတော့6သွေးတဲ့အခန်းပြုလုပ်ပြီးနွေရာသီမှာအပူချိန်ထိန်းညှိပေးပြီးတော့ဆောင်းရာသီမှာနှွေးထွေးစေးပါတယ်ဘီဗာတွေရဲ့ရှေ့သွားကနေတိုင်းရှေ့ထွက်နေတဲ့အတွက်ကြောင့်အလကားနေလဲတစ်ပင်တွေကိုကိုက်ဖြတ်နေကြရတဲ့အလေးရှိပါတယ်တစ်ခေါက်တစ်ရွက်တစ်မြစ်တွေကိုအဓိကစားသုံးကြပြီးတော့ထင်းယူပင်ကတော့သူတို့ရဲ့အကြိုက်ဆုံးအစားအစာတွေမှာပါပါတယ်တလင်တမယားစနစ်နဲ့တာသမီတွေနဲ့တသက်တာဒူတကွနေထိုင်လေးရှိပါတယ်သူတို့စောက်ထားတဲ့ရေတကွန်တွေကရေအရင်းမြစ်ကိုထိမ့်သိမ့်ပေးပြီးတော့ငါးတွေကုန်းနေရင်းနေတရဝါတွေအတွက်ဂေယစနစ်ကိုဖန်တီးပေးပါတယ်ဒါပေမဲ့ရေစီးဆင်းဖို့လိုအပ်တဲ့အချို့နေရာတွေမှာတော့သူတို့စောက်ထားတဲ့ဆယ်တွေကလူတွေအတွက်အခက်တွေ့စေပြီးတော့ဖျက်ဆီးလိုက်ရတဲ့အထိကိုရှိကြပါတယ်စကွေရဇူးလောက်မှာသူတို့ရဲ့အမွှေးတွေကိုစီးပွားဖြစ်အလွန်မင်းဖမ်းယူခဲ့တဲ့အတွက်ကြောင့်မျိုးတုံးလူနီးပါဖြစ်ခဲ့ရပြီးတော့ယခုအခါမှာထိမ့်သိမ့်မှုတွေပြုလုပ်ခဲ့လို့ပြန်လည်တိုးပွားလာခဲ့ပါတယ်ဘီဗာတွေဟာတဘာဝအလျှောက်အံ့ဩစရာကောင်းတဲ့ဉာဏ်ရည်နဲ့ဖန်တီးနိုင်စွမ်းရှိတဲ့သတ္တဝါဖြစ်ပြီးတော့ဂေဟစနစ်အတွက်အရေးပါတဲ့အခန်းကဏ္ဍမှာလည်းပါဝင်နေပါတယ်